တော်နဲ့ပြောရတဲ့ဒီညနေခင်းလေးမှာမေရိကန်ပြည်စစ်ကာနာမီကိုဒီမိုင်းမှာတော့ပြောတယ်ဒီမှာကြောင်းအနေနဲ့စဉ်းစားကြည့်ပါမယ်။ကျွန်တော်အခုချိန်နဲ့တော့တိုက်နေတဲ့ချိန်ကိုဆိုရပါမယ်။ဒီသားဖို့အတွက်မှာတော်များများအခုချိန်မှာစေတပွင့်ဝင်တော့မှာစေတပွင့်ဝင်တော့ကြတယ်ဒီမှာတော့ဒီလိုနေစီယုံစကားလေးပေါ်တဲ့အခါဆေဝရမချူဆိုတော့နေရာရှိတော့ဘာလဲဆိုတော့လည်းဆိုတော့ဒါပေမဲ့ကျမချင်းနဲ့တော့ဒီမှာကျွန်တော်တို့အခုချိန်ကြီးကျမချင်းနေတယ်ကျွန်တော်တို့ဟောမှာနေတယ်ကြောင့်လည်းတော့ဒီလိုရဲ့ဒီမှာတော့ဆော့ပေးတဲ့စီစဉ်မှုတွေလည်းပြီးတော့အသက်ရှင်နေတော့ဘုရားကလည်းဒီစေချပါဆိုကျွန်တော်တို့မြန်မာအစိုးရရှိပါတယ်စိတ်ထောင်းစိတ်ရောက်တော့ဒီကြည့်တယ်ကိုယ်ကရောက်ချမ်းသာကြီးကစိတ်ချမ်းသာကြီးနဲ့အများကြီးဆက်ဆံမှုရှိပါတယ်မယုံရင်စမ်းကြည့်လို့ရတယ်ဒါပေမဲ့စမ်းကြည့်ပါမယ်ဟောပါတော့ယုံရင်ကိုကြည့်အောင်စိတ်ဆင်းရဲအောင်အမျိုးမျိုးစကလုံးဖြစ်စေအပြုံးမှန်ဖြစ်စေလုံးဝနေနေဆိုရင်အစားပိုင်းမှာဆက်ချတာအစားပိုင်းမှာတော့အပြောင်းလဲတော့မှဒီရဲ့ဒီရတာကြာတဲ့အခါမှာအဲ့ဒီလူကြီးကသူ့ရဲ့ပြောဆိုမှုအဖြစ်ဆက်သွားပြီးတော့စိတ်ဆင်းရဲလာတယ်တော့ကြတော့ဒီသူ့ရဲ့စိတ်ဆင်းရဲမှုအကြောင်းခန္ဓာကိုကြားပါရင်ချုပ်တဲ့ပါပါပဲအဲ့တော့ကိုယ့်ရဲ့ကျမ်းမာရေးကစိတ်ဓာတ်ကာယချက်ယုံကြည်ချက်နဲ့အများကြီးဆက်ဆက်တယ်ကိုယ့်ရဲ့ကျမ်းမာရေးကိုဘယ်လိုပေါ့ပါဆိုတဲ့ဆရာဒီအစွမ်းရှိမှုအစွမ်းနဲ့စိတ်ပေါ်စွမ်းနဲ့ဆိုင်တယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်တော်များများပြောကြပါတယ်အဲ့ဒီတော့ကျွန်တော်ဒီကပြောချင်တဲ့နေရာမှာကိုယ့်ရဲ့ကျမ်းမာရေးဆိုတဲ့နေရာမှာဝိညာဉ်ကျမ်းမာရေးခန္ဓာကိုကျမ်းမာပါတယ်ဝိညာဉ်ကျမ်းမာဖို့ဆိုတာကျွန်တော်ရဲ့စိတ်ဝိညာဉ်ဟာကျေးဇူးတော်နဲ့ဒီဝါဒီကိုရပါတယ်။နေတော်မာရိယဖျားနာနေတဲ့ပုဂ္ဂိုလ်ကိုကုသပေးတဲ့အကူအညီရဲ့နေတော်ဖြစ်တဲ့ဆိုရင်နေတော်ကအခုရဲစိတ်ကိုအထူးပြီးတော့ကျွန်တော်တို့စိတ်ကိုစိတ်ကိုလာပြီးမှာမဟုတ်ပါဘူး။နေတော်ကတက်တယ်ပြီးတော့ဘုံပါဆိုပြီးတော့စိတ်တော်ပဲရှင်နေတဲ့ကျွန်တော်တို့ကုသပေးမှာမဟုတ်ပါဘူး။နေတော်မှာလည်းရှားတဲ့နေရာတိုင်းမှာကုသကြတဲ့စကားလုံးတွေတော့ရှိပါတယ်။နောက်လာရကြပါအပိဓာစတိကြပါ။နောက်ပြီးတော့နောက်ဆုံးတော့ပါတယ်။အပိဓိစုပေါင်းကြပါတော့လား။စုပေါင်းကြပါအပိဓာစတိကြပါ။နောက်လာရကြပါအဲ့ဒီတော့မာရဘာလို့ချိန်ရှားတဲ့အခါတိုင်းသူ့ရဲ့ပါရမီလူသားတွေကျွန်တော်တို့လူသားတွေဒီစကားလုံးနဲ့အများမှာခဲ့ရတယ်ကျွန်တော်တို့တွေကဒီသားတွေဒီအပိအချင်းမှာပတ်ပြီးပေါ်နေမယ်ဆိုရင်ခရီးရဲ့အချင်းတော်နဲ့ကျွန်တော်တို့ဝိပါပါတယ်ပြေးသွားပါတယ်အဲ့တော့ဘုရားရဲ့အချင်းတော်နဲ့ပြေးသွားတဲ့ကျွန်တော်တို့ရဲ့ဘဝတက်တာဝိညာဉ်ကျမ်းမာနေတဲ့ဘဝတက်တာပဲအဲ့တော့ဒီဝိညာဉ်ကျမ်းအကျမ်းမှာကျမ်းမာနေတဲ့ဆိုရင်ဒီဝိညာဉ်ကိုဒီဝိညာဉ်နဲ့ဆက်ဆက်နေတဲ့ကျွန်တော်တို့ကိုအားရတာပဲတကယ်ကိုပေါင်းတဲ့ကျမ်းမာရေးပိုင်ဆိုင်တယ်လို့ကျွန်တော်တို့ပြောလို့မရပါဘူးအားကြောင့်နေတော်ရဲ့ကာမဂုဏ်တွေစိတ်ရောကိုပါဝိညာဉ်ကိုပါရပါကျမ်းမာချမ်းသာစေတဲ့အတွက်ကြောင့်သူ့ရဲ့အမှုကိုတော်တာကိုအပိဓာစတိကိုဘုရားရဲ့အမျက်တော်နဲ့သင်မှုရတဲ့စုပေါင်းမှုရတဲ့
내가 마자게 짬마치고 그래 짬마치고 나는 왜 내가 그래 우리 좀 쓰지 말해 그렇지로 내가 말에 왔다고 지게가 짬마이는 반대로 내가 말에 봐도 분명히 해서 짬사만 시작하고 내가 말에 저 전이부가 때리러 시작 샤워해 너를 내가 저 내가 자유의 참아의 그 시계로 시작하라 신랑아 그래 예언 괜찮다라서 말이라고 특별히 정의하는 양호 시대에 아니 정의하고 그걸로 기회가 있으면 그런 기회에 사다리 가가지고 상황 무슨 책으로 우리 나가봐래 바로 장사만 하면 매도에 없어 이게 내용이네 그게 지칩니다 그게 일고 예마로 비게 그게 교육사이잖아 시골로 누가만 이대로 이야기하고 알았죠 들어오기네 매도만하고 엔젤로 마르시로 보지 말해 나중에 tamang lo terus pasmai. Tapi kalau yang citro ya si kasan itu ya, tapi kalau yang nasional ya si kasan itu ya. Tapi rasa bicara mana ya coba soal jawab itu citro. Amera kuliah baca dan kuliah. Angelo Garcia nasional tamang lo mari kemari. Kalau lo mari apa? Kalau yang Lidu, Luri Boma, Jan Chichibai. Achuki, Nimamo Namachaki and the Pukuribu, Achomita, Shiva Kawae. Pietawa, Kanabu, Yoga with the Raspaka and Pukuribu, Kuta Pietawa, even with the Janai, the Tamana Mukima to grow. Yang diawali. Kalau kita boleh karena sesuatu ni, karena ni saya tahu boleh boleh. Kalau kita boleh ada mana. Ibu ni saya tak pernah. Tu yang kami ibu. Kita perlu cerita asyik dewa. Kenapa kita malu ni? Aduh. Tolong maafkan. Kalau kita siapa, cuma ni kalau kita lupa dia apa, cuma ni ada bukti sihir, tapi kalau cerita ni lewat, cuma ni sama cara ni, cuma lupa dia, hikmah ni lewat dia kepada. Kalau cuma ni apa ni, buat apa? Kalau anda juga tidak mahu, ni orang yang tu tersiapa tu dari rumah kalau orang jiwa, tapi ni orang yang kerana ini dia di mana jangan dia susu tu dia susu dia. Lu itu barang ni nak sesuai devotion, elok Jadi, cenderung ni, tadi ni, jam sini dia ada mana? Jam macam cendera merah sahaja ni, merah mana yang ada. Kalau kita kata tulisan ni, turunnya doa, siapa? Kita mahu kita cakap, tiru jawab ini apa? Kalau ni ada tiru bahasa apa? Tiru sihir nama apa ni? Tiru acinya, ada siapa? Siapa? Orang yang merah ini. Ada yang cuma, mereka malah di pembantu nanti itu, mereka malah sendiri tersuah, tu dunia ini tersuah. Kalau tu dunia ini mereka sendiri ini yang cuma, kalau terjadi orang beri jangan cium yang siapa mereka malah jangan cuma tu ye karena tu sama boleh awak tu ye bunyi kaya sama tu ye bunyi
ကိုကိုယ်နဲ့လည်းဝိညာဉ်ရေးတယ်လည်းဆိုတဲ့ချက်ကိုကျွန်တော်တို့အမေရာစရိယာဆိုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့များများဒီမကောင်းနာမကျမ်းပြီးလို့စုတော်တဲ့အခါမှာခန္ဓာကိုကျမ်းမာတာကိုချမ်းသာတာကိုကျွန်တော်တို့ဆိုတော့ပါတယ်။ဒါပေမဲ့ဒီခန္ဓာကိုရဲ့အကျမ်းမာခြင်းဒီမကောင်းခြင်းနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဝိညာဉ်နဲ့ဖြားနာနေတဲ့အာမင်းတွေဆိုတဲ့ချက်ကိုတရားရစေချင်ပါတယ်။အဲ့တော့မြန်မာမှာလည်းကျွန်တော်တို့ဒီခန္ဓာကိုဝိညာဉ်မှာကျမ်းမာချမ်းသာကိုကျမ်းမာချမ်းသာခြင်းရရှိဖို့အတွက်ဆိုတော့ကြောင့်ဒီပေါ်ချင်ပါတယ်။ဝိညာဉ်ချမ်းသာရင်ဝိညာဉ်အားကောင်းရင်ခန္ဓာကိုကျမ်းမာနာမကျမ်းပြီးတော့လေခန္ဓာကိုမှာယောဂဝေဒနာခံစားနေရတော့လေဒီယောဂဝေဒနာကအကျိုးရှိပါတယ်။တကယ်လို့ရဲ့ယောဂဝေဒနာနဲ့ပူပေါင်းခံစားနေတဲ့အတွက်ကြောင့်ဒီမှာကြီးကိုကြည့်ချင်းနေတဲ့ယောဂဝေဒနာခံစားခြင်းကိုဖြစ်လာပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘာပဲခံစားနေရကျွန်တော်တို့ခံစားတဲ့အရာကိုမေရောမာရဲ့စပါပေးခြင်းနဲ့အကောင်းဆုံးဆက်ကကြမယ်ဆိုရင်ကိုယ်ခန္ဓာချမ်းသာခြင်းပြည့်တဲ့ရရှိနိုင်တဲ့ရရှိနေပါပဲ။ကိုယ်ခန္ဓာချမ်းသာခြင်းချက်ကူပြီးတော့အရေးကြီးတဲ့မြင့်မြတ်တဲ့စိတ်ဝိညာဉ်ဘဝဝိညာဉ်ဘောဓတာကိုယ်ကချမ်းသာလာမယ်ဆိုရင်ကျွန်တော်တို့ကိုယ်ကဝါနာဆက်တော့တယ်အခြေအနေကိုဒီလိုဆိုချက်ပေါ်တဲ့ဒီဆက်ရတော့ပြောချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေရာမှာလည်းရှားပြတဲ့နေရာမှာဒီတို့ဆိုရင်တော့ဘုရားမြတ်ပါတယ်။အဲဒီတည်းကလည်းဆိုရင်နော်နိကာယနိကာယနွေရာပြေဆိုတဲ့နွေရာတို့ဒီပေဝါဒလာတို့မြတ်တော်ရဲ့ပြောနေတာနာမချက်တဲ့နွေရဲ့ဒီလိုဒီတော့တမပေးတဲ့အတိုင်းအဲ့ဒီဒီမှာလည်းနာမချက်ဒီမှာပြည့်တဲ့နွေတို့ကိုအများကြီးသွားကြပါတယ်အဲ့တော့ဘုရားတို့ကျမ်းမာတယ်ဟောပါတယ်လူတော်တော့ဘာရှိတာရကြတာလည်းအများကြီးရှိတယ်ဟောပါတယ်ဒါပေမဲ့နေတော့သူပြီးမှာပဲဟိုတောက်ကိုဒီညာနဲ့မာနေမယ်ဆိုတော့တမန်မှာထားတဲ့အတွက်ကြောင့်ကျွန်တော်တို့တော့ကြည့်လို့ရပါတယ်နေတော်မာရတဲ့မှာကျွန်တော်လည်းရှိနေတယ်ကျွန်တော်တို့တွေကိုယ်ကနာကျမ်းမာရေးချုပ်တဲ့နေတဲ့အချိန်နေတော့ရဲ့အမေအနေနဲ့နေတော့ရဲ့ပြုစုဆောင်ရှောက်မှုကိုလိုနေတဲ့အချိန်အဲ့ဒီနေရာအဲ့ဒီလိုကျွန်တော်တို့ရှိတဲ့နေရာနေတော့တဲ့ဘက်အိမ်မှာနေတော့မာရတဲ့နေရာအများရှိပါတယ်။တော့နေတော့မာရရှိတဲ့နေရာမှာသူ့ရဲ့သားခရစ်တော်ရဲ့ရှိပါတယ်။အဲကြောင့်ကျွန်တော်တို့တော့ဘာလို့အာဏာနေရတာလဲ။အခုလည်းဒီနေရာကိုဟိုစိတ်ကြတဲ့စိတ်နေရတဲ့အစားငါတို့ရဲ့ကိုလောကကြီးရုပ်နေတဲ့စိတ်လုံးတို့ခံစားနေရတဲ့အချိန်မှာငါတို့ရဲ့အနာမှာပြည့်နေတော့ရှိပြီပါလားငါတို့ရဲ့ကိုလည်းရှိပြီသူ့ရဲ့သားတော်ဘုရားတကယ်ဖြစ်တော်တယ်ငါနဲ့ရှိပြီပါလားဆိုတဲ့ချက်ကိုလည်းဖတ်စဉ်အတိအကျစီချင်ပါလေအဲ့တော့ကျွန်တော်ရဲ့ခန္ဓာကိုကျမ်းမာခြင်းဟာအမှန်တမ်းအရေးကြီးပါတယ်ခန္ဓာကိုကျမ်းမာဝိညာဉ်ကျမ်းမာရဲ့လည်းဆက်ဆက်ကြောင့်လောက်ဆောင်နိုင်တယ်ဒီခန္ဓာကိုကျမ်းမာတော့လည်းဝိညာဉ်ကျမ်းမာနေအောင်လည်းကျွန်တော်တို့အထူးကျူးစားနေပါတယ်စက္ကန့်နဲ့ပါကျူးစားနေပါတယ်တော့ဒီလိုလည်းတော့ရဲ့ခရစ်တော်ရှိတဲ့ခြင်းလုံးကမှာပါအောင်ဆိုလို့ရတဲ့ပုဂ္ဂိုလ်ဒီနေနေဒါတော့လည်းကျွန်တော်ရဲ့ခန္ဓာကိုကျမ်းမာတာတော့ကျေးဇူးတော်ကောင်းပါမယ်ကျေးဇူးတော်ရယူပေးတယ်ကျွန်တော်တို့ဒီကောင်းမွန်တာဟိုဒီကျမ်းမာချမ်းသာနေတော့ကျေးဇူးတော်ပြီးပေါ်တယ်အမြဲတမ်းဆုတောင်းနေတော့ဒီဆိုတာဒီအဆက်တော့ကျွန်တော်တို့လည်းစိတ်ကိုလူကြီးအားကြပါစို့ကျွန်တော်ဒီအတင်းတော်ရဲ့တိုင်းမှာပါရာဒိမန်ဆိုတဲ့ယဟနာကဘုရားရဲ့ပါအနာချီးတော်ရတယ်ကိုသူပြီးသူတော့သူဆောက်ရှောက်ပြီးကျုပ်ကိုယ်တိုင်အနာချီးတော်ရတယ်ပေါ်လို့ခဲ့ရပါတယ်အနာချီးတော်ရတဲ့ကြောင့်ဟိုကဓမ္မအာသနီပြုပါခဲ့ပါတယ်အနာချီးတော်ရတဲ့ကိုသူတို့ရဲ့ခန္ဓာကိုအနာတော်နဲ့ရောက်တော့ပြည့်အောင်ကိုစူးစမ်းလို့သူတို့ရဲ့စိတ်ဝိညာဉ်ကိုလည်းပို့တာပေးတဲ့ပေါ်တော်ရပါတယ်
သူ့ရဲ့ဘဝတက်တာကသူယောဂဝေဒနာခံထားရတဲ့အချိန်မှစပြီးတော့မှနေတော့ပြီးတော့အားရတဲ့ခန္ဓာပါမယ်ပါအဲ့တော့လည်းတဘာချီရနေတော့ဒီဇဟာတာကိုအထူးကိုယူမနာနေကြပါတယ်အဲ့တော့ since I must stop ကနေတော့များတော့ဘယ်လိုလဲဆိုတော့ medicine of sickness အပြစ်သားရဲ့စီဝါလို့ပြောပါတယ်စင်တဲ့လူတွေကတော့လည်းသူ့ what was help for those who have problems to have သူ့ကိုယုံကြည်အားလို့သူတွေအတွက်အမှန်တမ်းကျမ်းမာရေးဘောင်းနဲ့ကျမ်းမာရေးကိုပေးစွမ်းနိုင်တဲ့အရှင်လို့ဆိုပြီးတော့မှဆင်တဲ့ပုံမှန်နဲ့လဲတော့ပုံနာအမြာမှာဘယ်နာမှာပြေးခဲ့ပါလဲ။ဒါကြောင့်ဒီကျွန်တော်အခုကျွန်တော်စပြီးတော့ကျွန်တော်ဘောတော့တာ